အားလုံးပဲမင်္ဂလာပါအခု Master League လည်းပြန်ပါလာပြီဆိုတော့ဒီ game ထဲမှာကျွန်တော်တို့ဘယ်လိုမျိုးတည်ထားမယ်ဆိုတာလေးတွေကိုပြပြပြီးတော့မှဖြစ်ပါတယ်အရင်ဆုံးဝင်လိုက်မယ်ဆိုရင်ဒီမှာဒီ event ကာလအတွင်းမှာအတင်းတစ်ခုရွေးခိုင်းနေပေါ့နော်ကိုကြိုက်တဲ့အတင်းကိုရွေးချယ်လို့ရပါတယ်ကျွန်တော်ကတော့ဒီ Manchester United ကိုရွေးချယ်လိုက်ပါမယ်ကျွန်တော်ဒီနေရာရောက်လို့ရှိရင်တော့ဒီမှာသူတို့ animation လေးနဲ့ကစားကွက်လေးပြပေးနေပါပေါ့နော်ရရှိရင်ပေါင်လာ event တွေမှာလည်းကျွန်တော်တို့ဒီ free door လေးရရပေါ့နော်ဒါတော့ hazard ဆိုလို့ရှိရင်ဒီပထမဆုံးတန်တော်ကိုကျွန်တော် coin 900နဲ့ discount ရမယ်ပေါ့နော်အဲ့ဒါလေးပါဝင်လာတယ်ပြီးရင် coin promo ပါဝင်လာရပေါ့နော်ဒီ event ကာလကတော့ဒီ6ရက်အတွင်းဒီကျွန်တော်ကစားမှာပဲဖြစ်ပါတယ်ကျွန်တော်1 billion campaign ကတော့ဒီသူ event စာကလေးကကျွန်တော်ဒီနေ့စဉ် login ဝင်ခဲ့မယ်ဆိုလို့ရှိရင်တော့ဒီချိန်မှာဒီစုစုပေါင်း8ချိန်ရမယ်ပေါ့နော်အဲ့ကနေလှည့်လို့ရမယ် okay ဒီလိုလေးပြလာပြီဆိုလို့ရှိရင်ကျွန်တော်ဒီမှာ continue ကိုဆင်းနေလိုက်ပါမယ်ပြီးရင်ကျွန်တော် point ရမယ်ပေါ့နော်ဒီမှာကျွန်တော်ကန်ရမယ် league လေးကိုရွေးခိုင်းမှာပဲဖြစ်ပါတယ် season kick off ဆိုပြီးတော့မှလေနော် okay ဒီနေရာမှာ game plan team management configuration info ဒါကတော့ကျွန်တော်ရဲ့ schedule ပဲဖြစ်ပါတယ်ကျွန်တော် Premier League ကစားမှာဖြစ်တဲ့အတွက် Premier League schedule ပဲဖြစ်ပါတယ်ကျွန်တော် team management တွေကိုကျွန်တော်တစ်ချက်ကြည့်ပါမယ် okay ဒီနေရာမှာပြောစရာရှိလားရှိမယ် episode ကတော့ကိုကစားခဲ့တဲ့ဒီ highlight video မှတ်သေးပေါ့နော်အဲ့ဒါမှကြည့်လို့ရမယ် release ကတော့ကစားသမားတွေကိုရောင်းထုတ်တာပြုလုပ်လို့ရမယ်ပေါ့နော်โอเคဒီနေရာမှာစာချုပ်ချုပ်ဖို့အတွက်ကျွန်တော်တို့မှာဒီသူတို့ပေးထားတဲ့ဒီ coin ခေါ်မှာပေါ့နော်အဲ့ကောင်လေးရှိနေမှာရပါမယ်ဗျကျွန်တော်စစဝင်ချင်းမှာတော့ဒီမှာကျွန်တော်တို့ပေးထားတာရှိတယ်စာချုပ်ချုပ်ဖို့အတွက်ဆိုလို့ရှိရင်တော့ဒီ coin ရှိမှရမယ်ပေါ့နော်အဲ့ဒါအတွက်ကျွန်တော်ပွဲရေတော်တော်များကစားမှရပါမယ်ဗျဒါဆိုဒါကျွန်တော်တို့ထဲမှာရှိတဲ့နီးပြတွေကိုပဲပြပေးထားပဲဖြစ်ပါတယ်ချုပ်ကြည့်လိုက်မရအောင်เนาะဒီမှာတော့အနက် point player လည်းအတူတူပဲကျွန်တော်ခေါ်ချင်တိုင်းခေါ်လို့မရဘူးပေါ့เนาะအဓိကကတော့ကျွန်တော်ဒီကစားပွဲတွေအများကစားရမယ်အဲ့ကနေရရှိလာတဲ့ point တွေနဲ့ဝယ်ရမှာပဲဖြစ်ပဲတော့ transfer window standard player ဒီကိုရိုနေနဲ့ဒီပထမဆုံးကတော့ဒီ standard player လေးနဲ့ပဲဒီကစားရမယ်ပေါ့เนาะဆိုတော့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲဗျနောက်ပိုင်းမတိရရှင်းတယ်ကျွန်တော်ရဲ့ comment မှာမေးမြန်းထားလို့ရပါတယ်ဒါကတော့ဒီ lead တွေပဲပေါ့နော်ဒါဆိုကျွန်တော်ဒီညစကန်မှာပဲဖြစ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ဗျအဆင်ပြေကြပါစေ